1960ခုနှစ်ဝန်းကျင်ကမြန်မာနိုင်ငံရဲ့ရခိုင်ရိုးမာထဲမှာတော6ခံရတဲ့ဖြစ်ရပ်လေးတစ်ခုကိုပြောပြခြင်းပါတယ်။အဲ့ဒီအချိန်ကာလကရခိုင်ရိုးမာတစ်ဝိုက်မှာတခိုးဓမြတွေအင်အားကြီးမားတဲ့ခေတ်ဖြစ်တယ်လို့တရားဥပဒေဆိုတာပျောက်ကွယ်နေတဲ့အချိန်မှာငွေရှိတဲ့လူဒန်းစားတွေကအာဏာရှိသူတွေနဲ့ပူးပေါင်းပြီးတရားမဝင်လုပ်ငန်းတွေကိုလက်ဝက်ကြီးအုပ်ကြတဲ့အချိန်ပေါ့ဗျာ။အထူးသဖြင့်ရခိုင်ရိုးမာတစ်ဝိုက်တရားမဝင်မှောင်ခိုလုပ်ငန်းတွေနဲ့ကြီးပွားချမ်းသာလာတဲ့လူဒန်းစားတွေရှိခဲ့ပါတယ်။ဒီထဲမှာတတိစိန်ကျော်လဲထုံနီးတူပါပဲ။သူကရခိုင်ရိုးမာဒေသမှာတရားမဝင်တစ်မောင်ခိုလုပ်ငန်းတွေနဲ့ငွေတိုးချေးတဲ့လုပ်ငန်းတွေကိုလုပ်ကင်နေပါတယ်။သူ့မှာအားကိုးရတဲ့လက်ယုံတပည့်ကျော်မောင်နိုင်ဆိုတဲ့လူတစ်ယောက်ရှိပါတယ်။မောင်နိုင်ကခန္ဓာကိုယ်ထွားကြိုင်ပြီးတကိုယ်လုံးအနက်ရောက်တတူးတွေအပြည့်ထိုးထားတဲ့သူပေါ့ဗျ။သူကငငယ်လေးကတည်းကဘုံကြီးเจ้าမှာကြီးပြင်းလာခဲ့တဲ့မိဘမဲ့တစ်ယောက်ဖြစ်ပြီးတော့စင်းမင်ကျောင်းလောကီပညာမော်ပညာနဲ့အင်းအိုင်လက်ဖွဲ့တွေကိုစိတ်ဝင်စားတဲ့သူတစ်ယောက်ပေါ့ဆရာကြီးဒီညနေကျွန်တော်ရိုးဘော်ကတက်စကမ်းမှာတက်သွားခုတ်လိုက်အောင်မယ်အေးမင်းတို့ကောင်နေသတိဝရိယနဲ့လေတွားကြအောင်ရိုးဘော်ကတောနဲ့လို့တကယ်ကျမ်းပေဆိုတဲ့ကောင်းလေးတောင်သတိထားသွားရတာကွာတဲ့အောင်သွားတော့မင်းဒီမှာကြာနေရင်ကျိုးဝိုင်းကတောကောင်းတွေတွေ့သွားပြီးတော့ပြဿနာတွေတက်ကုန်မယ်မင်းလစ်လိုက်တော့ဒီလိုနဲ့ကားသမားတွေထွက်သွားပြီးရဲ့နောက်မှာတော့မောင်နိုင်တို့အဖွဲ့လည်းရိုးဘော်ကတောနက်ကြီးတဲ့ကိုခီးဆက်ခဲ့ကြပါတယ်သူတို့၃ယောက်ဟာမောင်နိုင်အရင်တုန်းကတစ်ခုတ်ဖူးတဲ့နေရာကိုဦးတည်ပြီးတွားနေကြတာဖြစ်ပါတယ်တော်တော်ကြာလမ်းလျှောက်ပြီးတဲ့နောက်မှာတော့အဖိုးတန်တစ်မျိုးဖြစ်တဲ့ကျိုးမင်ကြီးတွေရှိရာနေရာကိုရောက်လာခဲ့ကြပါပြီအဲ့ဒီနောက်မှာတော့ကျိုးမင်ခက်ကြီးတပင်ရဲ့အောက်မှာ၃ယောက်တန်းအနားယူကြရင်ယာယီစခန်းချဖို့ပြင်ဆင်ကြပါတော့တယ်ဟဲ့အောင်နေဒီနီးနားကိုတောကောင်းတွေမကပ်ဖို့နဲ့ချင်းမကပ်အောင်မီးပုံတွေဖိုးထားလိုက်ကြကွာမနှက်ကြရင်တစ်ခုတ်ဖို့အတွက်လည်းလိုတဲ့ပစ္စည်းတွေအသင့်ပြထားလိုက်မနှက်ရောက်တဲ့ခါမှာတော့မောင်နိုင်တို့အဖွဲ့လည်းသူတို့တစ်ခုတ်မဲ့စီကိုတွားကြပါတော့တယ်မောင်နိုင်ကတောထဲမှာတစ်ခုတ်ပြီဆိုရင်သူ့မှာတတ်မှတ်တဲ့အချိန်တစ်ခုရှိပါတယ်အဲ့ဒါကတော့ညဘက်မှာခရီးနေပြီးမနက်ခင်းပိုင်းတွေမှာတစ်ခုတ်တွေရှိပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့ညဘက်ခရီးနေရင်ဒီရိုးမကြီးထဲမှာဘသူကမှသူတို့ကိုမြင်ရမှာမဟုတ်လို့ပြပြရီမောင်ခိုတစ်ခုတ်တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကာလကလည်းရိုးပေါ်မှာတစ်မောင်ခိုဂိုင်းတွေကအလူအယက်ခုတ်ကြတာမလို့ညဘက်သွားတာကမောင်နိုင်တို့အတွက်လုံခြုံစိတ်ချရပါတယ်ဒီလိုနဲ့ပဲသူတို့စိတ်ကြိုက်အပင်ကြီးကိုရှာတွေ့တဲ့အခါမှာတော့အချိန်မဆွဲတော့ပဲချက်ချင်းခုတ်လိုက်ကြပါတော့တယ်ဒီလိုနဲ့ကျိုးမင်ကြီးလဲကျသွားတဲ့အချိန်မှာတော့မောင်နိုင်ကအပူကိုသူတို့လိုတဲ့အလျားကိုတိုင်ပြီးတစ်လုံးတွေဖြစ်အောင်ခုတ်ထစ်နေကြပါတယ်ဟာဟဲ့အောင်နေအတန်ကျဲကြီးမလုံးကြနဲ့ဟာတော့ကြမင်းမေလင်းတွေကြားသွားပြီးလိုက်လာရင်အကုန်ရှုပ်ကုန်မယ်မြန်မြန်လဲလုံးကြအောင်ကျိုးဝင်းကတောကောင်းတွေကင်းပတ်မလာခင်ငါတို့ကိစ္စတွေပြီးမှဖြစ်မယ်ကွာအဲ့နောက်မှာတော့သူတို့တည်ရလွယ်ကူမဲ့အနေအထားကိုအချောတက်ရင်းနဲ့ကိစ္စတွေပြီးတဲ့အချိန်မှာညနေဆောင်သွားပြီးလည်းဖြစ်ပါတယ်မောင်နိုင်တို့လည်းတစ်တွေနဲ့အတူဒီနေရာကနေအမြန်ဆုံးထွက်ခွာပြီးသူတို့ညဘက်နားဖို့နေရာတစ်ခုကိုရှာကြပါတော့တယ်သူတို့အဲ့လိုအလုံးရှုံနေကြတော့မှပဲမောင်နိုင်တို့အနားကိုမိန်းကလေးတစ်ယောက်ဖျက်လျှောက်သွားတော့ကိုမောင်နိုင်တို့အဖွဲ့တွေကစောကြီးကတွေ့သွားပါလေအရန်ချောတဲ့မိန်းကလေးတစ်ယောက်ပါလားဒီတုံးနဲ့ကြီးတဲ့ကိုဘလို့များရောက်လာတာပါလဲအဲ့လိုပြောရင်းနဲ့ကနေပဲစောကြီးတစ်ယောက်ခုနကမိန်းကလေးစီကိုအပြေးလွှားရောက်သွားပါတယ်သူတို့အဖွဲ့ထဲမှာစောကြီးကမိန်းမချမ်းကြည်တဲ့သူဖြစ်တာမလို့အဲ့ဒီမိန်းကလေးနဲ့ခဏအတွင်းစကားလက်ဆောင်ကြသွားခဲ့တာပေါ့ဗျဒီကချောလေးကတောနဲ့ကြီးထဲမှာဘာလာလောက်တာလဲဗျတခြားဖော်တွေကိုမပါဘူးလားညီမကဒီရိုးရဲ့အောက်ခြေနားမှာရှိတဲ့ရွာပါဟင်းစားရအောင်မို့လေးမြစ်လေးတွေလာချိုးတာပါအခုဒီရိုးပေါ်ညီမတော့နေကြလဲပျောက်နေလို့ညီမလည်းဒီနားမှာပဲမျက်စိလဲနေတာပါဒီလိုနဲ့ဂယုဏရှင်မောင်စိုးကြီးကအမောင်တော့မှမလို့သူတို့နဲ့ပဲအတူတစ်ထောင်နာပြီးမနဲ့ကြမှာရွာသွားတဲ့လမ်းကိုကူရှာပေးမယ်ဆိုပြီးကောင်မလေးကိုခေါ်ထားလိုက်ပါတယ်ဒါကိုမောင်နိုင်ကတော့သဘောမကျပေမဲ့တဖွဲ့သေးသားစောကြီးနဲ့ဒီနေရာမှာစကားမများချင်တာနဲ့ပဲနှုတ်ဆိတ်နေခဲ့ပါတယ်ဒီညတော့မီးမဖို့နဲ့ကွာရှင်သေးကိုလေးပဲထွန်းထားတော့ငါတို့တစ်တိလည်းပါလာတယ်ဆိုတော့လူမြင်သွားလို့မဖြစ်ဘူးဒီလိုနဲ့ပဲမောင်နိုင်တို့လည်းတစ်ပုံနဲ့မလန်းမကန်းမှာအိတ်ဆက်ဖို့ပြင်ဆင်ကြပါတော့တယ်မောင်နိုင်ကဒီလိုတောနက်ထဲမှာတစ်ခုတ်လာတဲ့အတွေ့အကြုံရှိတာမလို့တောရဲ့မာယာတွေကိုလည်းကောင်းကောင်းသိရသူတယောက်ပါအခုလည်းပဲသူအိတ်တဲ့အခါတတိအမြဲကတ်ထားပြီးတနက်ကိုအနားမှာထားပြီးအိတ်ပါတယ်ကဲဒီလိုဆိုရင်မင်းတို့သွားနာလိုက်ကြတော့ငါဟိုမိန်းကလေးကိုအဖော်ပြရင်ဒီတစ်ပုံတွေကိုစောင့်လိုက်မယ်တစ်ပုံစောင့်နေတဲ့စောကြီးကတော့အဲ့ဒီမိန်းကလေးနဲ့ပဲစကားတွေဖောက်ဖွဲ့ရင်းအာလူဖုတ်လို့ကောင်းနေကြတာပေါ့ဗျာဒီလိုနဲ့ညနဲ့လာတော့စောကြီးကမောင်နိုင်တို့ရဲ့အရေးအခြေအနေကိုလှမ်းကြည့်လိုက်ပြီးမိန်းကလေးနားကိုကပ်ပြီးတော့နှိုက်မြည်ဖို့ကြိုးစားပါတော့တယ်အဲ့ဒီမိန်းကလေးကလည်းထိတ်လန့်နေပေမဲ့စောကြီးကိုကြောက်လို့အတန်မထွက်ရဲရှာပါဘူး
ဒီလိုနဲ့စောကြီးကလည်းပိုင်ပြီးဆိုပြီးကောင်မလေးကိုအာဘွားတွေလွတ်ပေးနေတော့မှပဲညီဆိုးဆိုးအနံ့တစ်ခုကိုရလိုက်ပါတယ်ဒါနဲ့ပဲမိန်းကလေးရဲ့မျက်နှာကိုတေချာကြည့်လိုက်တဲ့အခါမှာသူပွင့်ဖက်ပြီးအာဘွားတွေပေးနေတဲ့မိန်းကလေးရဲ့မျက်နှာကပုတ်ပွားပြီးယွန်စရာကောင်းတဲ့တရေမရည်ဖြစ်ကိုပြောင်းလဲသွားပါတော့တယ်သူ့ပါဇက်ကလည်းလောင်းကောင်လေးရဲ့အပုပ်နှံ့လိုအော်ဂလီဆန်စရာအနံ့မျိုးကြီးထွက်နေတာပေါ့ဗျစောကြီးတယောက်ကြောက်အားလန့်အားနဲ့အော်ဟစ်နေတော့မှပဲတရေမကရှည်လျားတဲ့လက်သေးကြီးတွေနဲ့စောကြီးရဲ့လေပင်ကိုညှစ်နေပါတယ်စောကြီးကအတင်းယုံနေပြီမဲ့လေတရေမကဒီတစ်ခါသူအာဘွားပေးရမယ်အလဲဆိုပြီးအကျဉ်းနာမူးတွေတရဇက်ရွာသွန်းနေတာပေါ့ဗျာအဲ့ဒီမှာရင်စောကြီးရဲ့အော်တန်ကြောင့်မောင်နိုင်တို့လည်းအိယာကနေနိုးလာခဲ့ကြပါတယ်သူတို့ရောက်သွားတဲ့အချိန်မှာတော့တရေမကမောင်နိုင်တို့ဘက်ကိုလှည့်ပြီးငခုပြုံးလေးနဲ့တောင်ပြုံးပြလိုက်ပါသေးတယ်အဲ့နောက်မှာတော့တရေမကစောကြီးကိုပြစ်ချလိုက်ပြီးမောင်နိုင်တို့စီကိုတဲ့ကြီးကိုရောက်လာပါတော့တယ်ဒါပေမဲ့အဲ့ဒီတရေမမောင်နိုင်တို့အနားကိုရောက်လာချိန်မှာပဲမောင်နိုင်ရဲ့ကိုယ်ပေါ်ကစေးမင်ကြောင်တွေကအယောင်တွေတောက်လာပြီးတရေမကိုပူလောင်တယ်လို့ဖြစ်စေခဲ့ပါတယ်အဲ့ချိန်မှာမောင်နိုင်ကလည်းလက်ထဲကတနက်နဲ့တရေမကိုလက်ဦးအောင်ပစ်ထည့်လိုက်ပါတော့တယ်တနက်မှန်သွားတဲ့တရေမကလည်းကြောက်စရာစူးစူးဝါးဝါအတန်ကြီးနဲ့အော်ဟစ်လိုက်ပြီးတော့မောင်နိုင်တို့ရှိတဲ့နေရာကနေတောနက်ထဲကိုဝင်ပြေးသွားပါတော့တယ်အဲ့လိုနဲ့မောင်နိုင်ကတရေမအာဝါပေးခံထားရတဲ့စောကြီးကိုဆွဲထူရင်းဒဏ်ရာအခြေအနေကိုကြည့်ရှုလိုက်ပါတယ်စောကြီးတယောက်ကတော့တရေမအမုန်းဆွဲလိုက်တဲ့ဒဏ်နဲ့မျက်နှာတစ်ခုလုံးမှာဖူးရောင်လိုနေပါတော့တယ်မောင်နိုင်ကလက်သီးကိုစုပ်ပါဇက်ကနေတစုံတရာရွတ်ဖက်ရင်းနဲ့စောကြီးရဲ့ကြောပြင်ကိုဗျောတင်လိုက်ပါတော့တယ်အဲ့ဒီမှာပဲစောကြီးရဲ့ပါဇက်ကနေသဲတွေတန်ချောင်းတွေနဲ့သွေးတွေအန်ထွက်လာပါတော့တယ် ကဲစောကြီးမင်းခုတော့မှတ်ပြီလားငါတို့ရောက်နေတာဒေါနက်ထဲမှာဆိုတာသိရနဲ့မင်းကွာမတေကောင်းမပြောက်ကောင်းငါးဆောင်လက်ဖွဲ့တွေစွမ်းလို့တာပေါ့မမို့ရင်တစ်ဖွဲ့လုံးဒုက္ခရောက်ကုန်မှာအဲ့လိုနဲ့စောကြီးရဲ့အပြင်ဒဏ်ရာတွေကိုတော့မောင်နိုင်ကဆေးရွက်ကြီးကိုကြိတ်ပြီးအနာပေါ်ထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့မောင်နိုင်တို့လည်းတစ်တွေကိုမတည်နိုင်တော့ဘဲနဲ့ဒဏ်ရာရနေတဲ့စောကြီးကိုတွဲပြီးတော့တောထဲကနေထွက်လာခဲ့ကြပါတယ်ဒီအကြောင်းတွေကိုလည်းမောင်နိုင်ကသူ့ဆရာတထေးဦးစိန်ကျော်ကိုအကြောင်းစုံရှင်းပြတာပေါ့ဗျမင်းတို့ချထားတဲ့တစ်တွေကိုချက်ချင်းပြန်သွားမယူနိုင်ရင်တခြားတကုတ်တဲ့ကောင်တွေကတည်သွားလိမ့်မယ်မင်းတို့ဖြစ်ခဲ့တာတွေကိုငါနားလဲပါတယ်ဒါပေမဲ့မောင်းနိုင်မင်းတို့ငါယုံကြည်တယ်မင်းတခုခုလုံးမပေးနိုင်ဘူးလားကဲဒါဆိုလဲကျွန်တော်ထားခဲ့တဲ့တစ်တွေကိုကျွန်တော်ကိုယ်တိုင်သွားယူလာခဲ့မယ်ဗျာတစ်တွေပြန်ပါစေရမယ်လို့အာမခံတယ်ကဲဒီတော့မောင်တို့မင်းငါနဲ့လာရဲလားဒီလိုနဲ့ပဲမောင်နိုင်တယောက်သူ့တင်ငယ်ချင်းမောင်တိုးနဲ့အတူတောထဲမှာကြံခဲ့တဲ့တစ်တွေကိုပြန်သေးဖို့ထပ်သွားခဲ့ကြပါတယ်ဒီတစ်ခါမှာတော့မောင်နိုင်တို့နှစ်ယောက်သားဖြစ်လာသမျှအကုန်ရင်ဆိုင်ဖို့လက်နက်ပစ္စည်းတွေအစုံအလင်နဲ့ပြန်လဲရောက်လာကြတာပေါ့ဗျအဲ့မှာပဲသူတို့ထားခဲ့တဲ့တစ်တွေနားကိုနေဝင်ချိန်မှာရောက်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ဒီနေရာမှာပဲတညတဲဖို့ဆုံးဖြတ်လိုက်ပြီးမောင်နိုင်နဲ့မောင်တိုးတို့နှစ်ယောက်ကြောချင်းကပ်အနေထားနဲ့တတိထားပြီးစောင့်နေခဲ့ကြပါတယ်ဒါသွေးရိုးသားရိုးကိစ္စတော့မဖြစ်နိုင်ဘူးကွာဒီတောနက်ထဲမှာအခုလိုမျိုးကြုံရတာကတခြားတက်ခုတ်တဲ့ကောင်တွေစီရင်ထားတဲ့အောက်လန်းအတိုက်တွေပဲဖြစ်မယ်။နှစ်ယောက်သားစကားပြောရင်းနဲ့ပတ်ဝန်းကျင်ကိုမျက်ခြေမပြတ်ကြည့်နေခဲ့ကြပြီးမောင်တိုးကတော့အနှဲငယ်ကြောက်ရွံ့နေပေမဲ့မောင်နိုင်ကိုယုံနာမလို့အနှဲငယ်တော့စိတ်ငြိမ်နိုင်ခဲ့ပါတယ်။အဲ့ဒီမှာပဲရုတ်တရက်မောင်နိုင်ကဝုန်းဆိုထားလိုက်ပြီးတော့တောထဲကအမောင်တူကိုလမ်းអော်ပြောလိုက်ပါတယ်။ဖဲအောင်နေမင်းတို့လာမယ့်အချိန်ကိုငါစောင့်နေတာကွာ။ငါရှိတဲ့နေမီတဲ့လာပြီးဒီလိုလူပါဝါတဲ့မင်းတို့ကောင်တွေကိုလုံးဝငါညှာမှာမဟုတ်ဘူးကွာပြောပြောဆိုဆိုနဲ့ပဲမောင်နိုင်တယောက်ဓမြောင်ကြီးကင်ပြီးတောထဲကိုဝင်သွားလို့မောင်တိုးလည်းနောက်ကနေဘူးမသိဘာမသိလိုက်ခဲ့ရပါတော့တယ်မောင်တိုးလိုက်လာတဲ့အချိန်မှာတော့သွေးအိုင်ထဲမှာလဲကျနေတဲ့ခွေးနဲ့ကြီးတစ်ကောင်ကိုတွေးလိုက်ရပါတယ်အဲ့ဒီခွေးနဲ့ကြီးရဲ့ရင်ဝမှာလည်းဓမြောင်တစ်ချောင်းစိုက်နေတာကိုတွေးလိုက်ရပါတယ်ကြီးနေတော့မှပဲအဲ့ဒီခွေးနဲ့ကြီးကဟိုတစ်ခါတော့ကမိန်းကလေးအသွင်ကိုပြောင်းသွားခဲ့ပါတယ်ဒီမှာမင်းကိုဘယ်သူလှုပ်လိုက်တာလဲဟေးမင်းလူတွေကိုပြန်ပြောလိုက်ငါးနယ်ထဲမှာဒီလိုမျိုးတော့လူပါလာမဝါနဲ့အကုန်လုံးမျိုးပြုတ်သွားမယ်ကြားလားအဲ့နောက်မှာတော့တရေမလည်းနာကျင်စွာငိုတွေးရင်းနဲ့မောင်နိုင်တို့နေရာကနေတောထဲကိုထပ်ပြေးသွားခဲ့ပါတယ်ကိုနိုင်ကြီးရတာတရေမကတော့တော်တော်လေးကိုအထိနာသွားပုံရတယ်ဗျဘာပဲဖြစ်ဖြစ်ကွာအဲ့တရေမကိုဂယိုးဆိုင်မနေနဲ့တော့လာငါတို့တက်တွေတဲအောင်တင်းစရာရှိရတင်းပြီးဒီနေရာကနေသွားဆိုကွာဟာငါတို့တာဝန်ကတစ်ခုဖို့ပဲလေကွာအခုလည်းပြဿနာတွေပြေလည်သွားပြီဆိုတော့ဒီတိုင်းပဲထားလိုက်တော့လုံသမားတွေလာတယ်လိမ့်မယ်အဲ့လိုနဲ့မောင်နိုင်တို့ပြန်လာကြပြီးတော့တထေးဦးစိန်ကျော်ကိုအကျိုးအကြောင်းပြောပြပြီးတစ်တေသွားတယ်ဖို့လုံသမားတွေထပ်ပြီးလွတ်ခိုင်းလိုက်ပါတယ်မောင်နိုင်တို့နဲ့ကြုံခဲ့ရတဲ့တရေမကတော့မောင်နိုင်ရဲ့တပြောင်လက်ချက်ကိုမှတ်သွားတယ်ဆိုရင်အဲ့ဒီရိုးမဘော်ကတောနက်ထဲမှာတော့ဘယ်တော့မှရှိမှာမဟုတ်တော့ပါဘူး
အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ထပ်လည်းပရာလောကဖြစ်ရစံတွေတင်ဆက်ပေးအောင်မှာမလို့ channel လေးကို like and subscribe လုပ်ပေးထားဖို့တောင်းဆိုရင်းနောက်ထပ်စီစဉ်မှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ